မျိုးသမီးတယောက်စီအရောက်ပို့ပါတယ်ကျန်တဲ့အဖွဲသားတွေကတော့လမ်းပေါ်ကလူဝင်ပေါက်ကနေတစ်ဆင့်မိလာပိုက်လိုင်းနဲ့ဆင်းပြေးကြပါတယ်ရဲတွေနဲ့ကားပါကင်ထဲမှာအသေးသားအမောင်းနေပြိုင်အပြေးပြိုင်ပြီးတဲ့နောက်မှာတော့တပြားအဖွဲသားအားလုံးဟာလန်ဒန်ဝါတာလူဟူပါတဲ့ဘန်ကားအတူချင်းနဲ့မြို့ပြင်ကိုအောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့ပါတယ်အဲဒီနောက်မှာတော့ဘန်လူရက်ခံရမှုတည်းဟာရဲစခန်းကိုရောက်သွားပြီးရဲမှုကြီးစူဇန်တာတို့စုံစမ်းစစ်ဆေးမှုအပြင်းထန်လုပ်ပါတော့တယ်တစ်ဖက်မှာလေတပြားအဖွဲကကြီးလက်ကဘီကင်းနဲ့အိမ်ကိုရောက်သွားပြီးအဝတ်အစားတွေနဲ့ကားကိုမိရှို့ဖျက်ဆီးကြပါတယ်အဲဒီမှာလေကိုရီလက်ကသူတို့ခိုးလာတဲ့အထူးပစ္စည်းကိုဖွင့်ပြလိုက်ရဒေါ်လာ30တန်ဖိုးရှိတဲ့စိတ်ရိုင်းအစ်စ်ကြီးတွေဖြစ်နေတာကြောင့်အားလုံးပျော့သွားကြတာပေါ့ဒါပေမဲ့မယုံလင်းပဲကိုရီလက်စီရဲ့ဝမ်းခွဲအကိုလူတို့နဲ့သူ့လူမိုက်တွေတနက်တွေရောက်လာပြီးစိတ်တွေကိုလူယူပါတယ်လူတို့ကစိတ်တွေကိုစစ်ဆေးဖို့စပွဲပေါ်ထုလိုက်တဲ့အခါစိတ်တွေကကွဲထွက်ကုန်မှာတော့တကယ်တော့အဲ့ဒါတွေကစိတ်တူဖြစ်နေတာပါလူတို့ကကိုရီလက်ကပဲလှည့်စားတယ်အောင်လို့သူ့နှိမ့်ဆက်ကကားနောက်ကနေထိဖမ်းသွားပါတယ်ဒါဆိုတကယ်စိတ်အစ်စ်တွေကဘီရောက်သွားတာလေတကယ်တော့စိတ်အစ်စ်တွေကိုတိုက်ခန်းထဲကပို့အိုးတွေမှာဝတ်ထားခဲ့ပြီးရာဟင်းစကားပြန်ဟောက်ကသွားယူပြီးခရီးဆောင်အိတ်ထိကသူမိသားစုနဲ့လီစိတ်ကနေ easy ထွက်ခွာသွားခဲ့တာပါဆက်ရှင်ကတော့ဒီမှာလည်းမပြီးသေးပါဘူးလမ်းပေါ်မှာလူတို့ရဲ့ကားကိုကိုရေးလက်စီရဲ့မူလတပြအဖွဲက